ဒီမှာကတဲ့သူကခွန်4ခွန်ဆိုရလာပြီးတော့ဒီမှာ68ဆိုတဲ့4 break ဆင်းတယ်နော်အခုလည်းတစ်ခါခွန်4ခွန်ဆိုရထက်လာတယ်တဲ့အဲ့မှာဘာတစ်ခုသွားတွေ့လဲဆိုတော့အဲ့ဒီ4ခွန်တွေရဲ့အပေါ်မှာဒီမှာ4 break ဆင်းတယ်ဒီမှာ4 break ဆင်းတယ်4ခွန်တွေရဲ့အပေါ်မှာနော်ဒီမှာကျတော့ခွန် break ဆင်းသွားအဲ့တော့ပြောင်းသွားခွန် break ကတဲ့ဒီမှာ4 break မှာ3 break ရိုက်တယ်ဒီမှာ4 break မှာ4 break ရိုက်တယ်နော်မတူတော့ဘူးနော်အဲ့တော့တဲ့ဘာကိုသွားကြည့်မလဲဆိုတော့အဲ့ဒီခွန်ခွန်တွေရဲ့ဖြစ်တည်မှုကတဲ့ဒီမှာ82ပေါင်းချင်း900ရနော်ဒီမှာခွန်1 800ဟောဒီမနေ့ကျတော့ဒီမှာ80ခွန်ရတယ်အဲ့ဒီတော့သူတို့ရဲ့ထွက်တဲ့ညက်တွေကိုတစ်ချက်လိုက်ကြည့်303ပေါင်းချင်း300ရတယ်68ပေါင်းချင်း400ရတယ်အဲ့ဒီတော့တဲ့3 4စီနီယံတိုင်းဖြစ်ဖို့ဆိုရင်ဒီညက်နေမှာ9 break တဲ့နော်အဲ့တော့တဲ့နောက်ဘက်ကိုတစ်ချက်ကြည့်မယ်နော်ဒီ90နှစ်နော်သူ့ရဲ့ဘောကနေပြီးတော့4နှစ်4 9ပေါင်းချင်း3နောက်ဘက်တဲ့ဒီမှာနော်ဒီခွန်ပေါင်းချင်း8တဲ့8နောက်ဘက်တဲ့အခုကြတော့ဒီမှာ3 9ပေါင်းချင်းဒီညက်နေ2နောက်ပဲတဲ့အဲ့တော့ဒီမှာက3ဖြစ်တဲ့အတွက်4 9 3ပေါင်းချင်း3နောက်ဘိတ်နဲ့3ဘိတ်1ခွန်ပေါင်းချင်း8နောက်ဘိတ်နဲ့4ဘိတ်3 9ပေါင်းချင်း2နောက်ဘိတ်နဲ့5ဘိတ်လာခဲ့ရင်32ဆိုတာတစ်ပေါက်တည်းပါတဲ့နော်ကြောက်လို့မရဘူးဒီမှာ6 8ခွန်ဆိုပြီးတော့ဆင်းထားတယ်စီနီယံအဲ့တော့စီနီယံပြပေးမယ်ဆိုရင်3 4 5ဘိတ်ညက်နေအဲ့တော့အလှဆုံးပါတဲ့ဒီညက်နေ32ပါတဲ့နော်ငါပဲရေးလိုက်32ခုညက်နေ